ဒီမှာတော့ဒီအိမ်တွေကိုကိုယ်တိုင်စောက်စရာမလိုပဲနဲ့သူစောက်ပေးတဲ့အတုံးလေးပါစမ်းသပ်ထားတာတွေလိုက်ပြပါမယ် yes ပထမဦးဆုံးကတော့ကားပါကင်လေးဖြစ်ပါတယ်ကားပါကင်ကကားအတုံးလေးရယ်ဒီဟာလေးနဲ့တွဲဆောက်လို့ဆိုရင်တော်တော်လေးလှမှာပါသူကလည်းတစ်ထပ်တည်းမဟုတ်ပါဘူးဒါဒုတိယအထပ်ပါကြံပြီးပါတယ်အများကြီးလိုက်မပြတော့ဘူးเนาะသူရဲ့အဆောက်အဦရဲ့ပုံစံဒီလိုပဲတားရအောင်ပေါ့เนาะဆောက်ပုံစံဒီလိုပါဒါတော့တော့အဆုံးဆိုဒုတိယတစ်ခုကတော့ဒီအိမ်ပဲဖြစ်ပါတယ်အိမ်ကတော့ဒီလိုပဲဆိုတော့ဒီနေ့လိုက်ကြပါမယ်ဒါတော့ကျွန်တော်တို့ကအချင်းအိမ်ကပေါ်တော့ပါမယ်ဒါတော့စာကြည့်စာပါအဲ့ဒီကြောင့်သွားမှာဆိုရတယ်ကျွန်တော်သွားမှာဖြစ်ပါတယ်ဒီတုံးလေးတွေပေါ်နေပြီးတော့ကြော်သွားပြီးတော့ဒီမှာအိမ်ရဖြစ်ပါတယ်ဒီကူးချိန်တော့ဒုတိယချက်ကလေးရတယ်ဒီပေါ်ချက်ကပါဒီလိုပါအိမ်ကတော့ကိုယ်ဆောက်ကြတဲ့အိမ်ပဲဖြစ်ပါတယ်နောက်တဲ့အိမ်ကိုဆက်သွားရအောင်โอเคကဒါတော့နောက်တဲ့အိမ်ပဲဖြစ်ပါတယ်ဒီအိမ်လေးကတော့အိမ်ဖြူပေါ့နော်တိုင်ပုံစံမျိုးပါတောင်းပြီးပေါ့ဒါတော့သမီးစားတယ်ဒါတော့ဖြည့်ရပါနဲ့တော့ပေါ့ဒါတော့အိမ်ကတော်လို့ဆုံးတယ်စားပတ်တာဒါစားပတ်တော့ရဖြစ်ဟုတ်ပါပြီစားပတ်တော့ရ yes ဒါပြတ်တယ်ရေပြီးရင်အိမ်ကဒီချိုးကန်တော်လို့ဆုံးတော့ဟုတ် sorry ဒါတော့အိမ်ကရတဲ့စားကြည့်လို့ဆိုတော့အိမ်တော့များပါတယ်ဒီတော့လက်ထပ်ပဲပါတယ်ဟုတ်အဲ့တော့တစ်ခုစီဆက်သွားမယ်နောက်တစ်ခုကတော့ဒီအိမ်ပဲဖြစ်ပါတယ်ဒီအိမ်တော့မဟုတ်ဘူးသူကမ်းလို့ပြောလို့ရတယ်เนาะဆိုတော့ဒီမှာအဲ့ရည်မရှိဘူးစားဆောက်ပါတယ်ကြောက်ပြီးပေါ့ကျွန်တော်တို့တော့ပဲနောက်တစ်ခုတွားရအောင်ဒါကတော့မိုးပိတ်အိမ်ပဲဖြစ်ပါတယ်မိုးအိမ်ပေါ့เนาะပြောမယ်ဆိုတော့အိမ်လည်းမဟုတ်ဘူးသူကစမလို့ပဲကမ်းလို့ဆိုမျိုးပေါ့အလှဘာမှမပါဘူးโอเคနောက်တစ်ခုဆက်သွားရအောင်ကိုကတော့ဒီသစ်ပင်အိမ်ပဲဖြစ်ပါတယ်သွားရအောင်โอเคသစ်ပင်အိမ်ကိုရောက်လာပြီဟိုဒါတော့အပြင်ဖြူပေါ့ဒီမှာပါလေဆိုသူကလည်းဘာမှမပါဘူးဒီတိုင်းအလားပဲခင်ဗျာနော်အဲ့ဒီကတော့အဲ့ဒီကတော့ farming လုပ်တဲ့သူတွေသုံးလို့လည်းစပိတ်ကြီးဖြစ်ပါတယ်ထည့်တော့ကြည့်လိုက်ရအောင်ကျွန်တော်ချက်တွေဝက်တွေငင်းနေနွားတွေတိုးတွေနဲ့စပါးတွေရှိပါတယ်တော့ဒီကတော့ပတ်ကြရအောင်ဟိုမှာလည်းချက်တွေစပါးတွေအဲ့ဒါပါပဲအဲ့ဒါမရှိတော့နော်လေးပဲဖြစ်ပါတယ်နောက်တစ်မျိုးဆက်သွားလိုက်ရအောင်ဒီတော့ရေးပိုင်းဒီကပ်ပြီးပါဒါလေးပြန်အောင်ခင်ဗျာโอเคနောက်တစ်ခုကတော့ရေမိုးကားလို့ပဲထင်တယ်ပေါ့နော်ဒီကားကိုကားပုံစံကြီးဆောက်ထားတာပေါ့နော်ကားပုံစံကြီးဆောက်ထားတာဟိုထည့်ပေးမယ်ပေါ့ရေမိုးလို့ပါထည့်ပေးမယ်ဖြိုးကြီးဒါဆိုရင်ပစ္စည်းရပြီဆိုရင်ကဲနောက်တစ်ခုစပါမယ်ဒီအိမ်ကြီးအိမ်ကောင်းပဲဖြစ်ပါတယ်ထဲကိုလိုက်ကြပါမယ်ဥပမာကျွန်တော်ကားဝင်နေပေါ့โอเคတက်တယ်ဝင်မယ်ဒါတော့သမီးစားခံဒါတော့ရေရန်ဒါကတော့ဘာမှမရှိဘူးเนาะအပေါ်ရသွားရပြရအထက်မှာကျွန်တော်စာကြည့်ခံ
ဝရဏပေါ့နော်ဝရဏလေးပါတယ်ဒီနောက်တစ်ခုဆက်သွားလိုက်အောင်ဗီဒီယိုရှင်းမှာမို့လို့ဗီဒီယိုလေးရှင်းတော့မှကြောက်လို့အားလုံးမြင်နဲ့ဗီဒီယိုလေးရှင်းတော့မှကြောက်လို့အားလုံးမြင်လေးလိုက်ပြပေးတာဖြစ်ပါတယ်โอเคနောက်တစ်ခုကတော့ roller coaster လို့ဖြစ်ပါတယ်เนาะကျွန်တော်စီးပြတော့ roller coaster ကိုလေပေါ်နေလိုက်ပြပေးပါမယ်ဒါတော့ roller coaster ရဲ့လမ်းကြောင်းတွေပေါ့စီးတော့စီးပြပါပြီညောင်းကမိုက်ပါတယ်ပေါ့နော်အားလုံးပြောရရှိရတယ်ကျွန်တော်ဗီဒီယိုကိုအခုမှဆောက်လုပ်တဲ့အတွက်လိုအပ်ချက်တွေရှိနေအမှားလေးတွေလည်းပါတယ်ဘယ်လိုနားလေးပြကြပါလို့အားလုံးတောင်းဆိုချင်ပါတယ်ချစ်ခင်ပါ